ဘာဖြစ်လို့လူတွေကအိမ်မက်မက်နိုင်ရတဲ့အိမ်မက်မမက်လဲဆိုတော့သူတို့အတွေးခေါ်တွေကန့်သက်ခြင်းခံရလို့ဖြစ်တယ်မောရှေဘုရားကပြောတယ်မောရှေမင်းကငါရဲ့လူမျိုးတွေကိုကယ်တင်ဖို့ရန်တော့ငါရွေးတယ်မောရှေပေါ်မှာဘုရားထားတဲ့အိမ်မက်နဲ့ယူပါယုံအဲ့ဒါမောရှေရဲ့အိမ်မက်ယူပါယုံမို့အဖယားသခင်ရဲ့အိမ်မက်ဖြစ်တယ်ဖယားရဲ့အိမ်မက်ကသူ့လူတွေကိုကယ်နှုတ်ခြင်းတယ်အဖယားရဲ့အိမ်မက်ဖြစ်တယ်အသေးရဲ့အိမ်မက်ကတဲ့အိမ်မက်ပဲမဟုတ်ဖယားရဲ့အိမ်မက်ဖြစ်တယ်ကျွန်တော်ယူပါယုံကျွန်တော်အိမ်မက်ပြောဒါဆိုဖယားရဲ့အိမ်မက်နဲ့ဖယားယူပါယုံအောင်အဲ့တော့ပြည်စုံအောင်လုံးမဲ့လူတွေကဘသူတွေလဲဂျိုးသားတွေလားကောင်းကင်တမန်တွေလား no ကျမတို့တွေဖြစ်တယ်ကျမတို့ရဲ့အိမ်မက်ကျမတို့ရဲ့ယူပါယုံကဖယားရဲ့အိမ်မက်ဖယားရဲ့ယူပါယုံဖြစ်တယ်မောရှေပြောတယ်ဖယားပြောနေရမင်းကငါလူမျိုးတွေကဲနှုတ်ဖို့ရန်အတွက်သုံးမယ်ဆိုအဲ့ဒီအားလုံးဖယားရဲ့အိမ်မက်တွေဖြစ်တယ်ဖယားဖြစ်စေခြင်းတဲ့အရာမြေကြီးမှာဖယားလှုပ်ခြင်းတဲ့အရာမြေကြီးမှာဖယားဖြစ်ခြင်းတဲ့အရာဖယားလုံးမဲ့အရာတွေတဲ့အပြင်ဖြစ်လာမယ်အဲ့ဒါ God size dreams တွေဖြစ်တယ်အဲ့မဲ့မောရှေရဲ့အတွေးခေါ်ကန့်သက်ခြင်းခံရဘာပြောလဲဆိုကိုရောဘလို့ဖြစ်လို့ကျွန်တော်ကဒီဖာရောဘယင်ရဲ့နန်းတော်တွေကိုကျွန်တော်သွားလို့ရမှာလေဖာရောကအရင်ဆိုးတယ်နော်ကိုရောကျွန်တော်တက်ဖို့ရှာနေတာ तू ကဘလို့မှမဖြစ်နိုင်ဘူးကိုရောအခြားတယောက်ပဲရွေးလိုက်ပါဒီအိမ်မက်ကိုဘာလုပ်လဲ reject လုပ်တယ်ဒီနေ့ dreamer တွေတင်ဟာဖြစ်နိုင်ရဲ့တာနဲ့ဘာဖြစ်လို့တဲ့အိမ်မက်ကိုတဲ့အထဲထဲမှာ receive မလုပ်သေးတာလဲအိမ်မက်ကမခိုင်မြဲဟိုကလေးကိုဝင်ဆောင်ပြတ်တယ်လို့ပဲအထဲထဲမှာနေရာယူလို့မရဘုရားမျိုးစိတ်ချတယ်ပဲတဲ့ပြန်ပြီး reject လုပ်မခိုင်မြဲဘူးဖြစ်နေဘာကြောင့်မို့လို့လဲတဲ့အထဲမှာမယုံကြည်ခြင်းတွေရှိလို့ဖြစ်တယ်တဲ့ကန်တထားတဲ့အရာတွေရှိတယ်ငါအဲ့လိုတော့ဖြစ်လာမှာမဟုတ်ငါအဲ့လိုတော့လုံနိုင်မှာမဟုတ်ငါရဲ့အခြေအနေနဲ့သူ့ရဲ့အခြေအနေနဲ့နိုင်ငံရေးအခြေအနေမိသားစုအခြေအနေနဲ့ပညာရေးအခြေအနေနဲ့ limited mindset ကျွန်တော်တို့ဖယ်ဖို့လိုတယ်ကိုကန်တထားတဲ့အပေါင်းတွေအားလုံးကိုကျွန်တော်တို့ဖယ်ဖို့လိုတယ်တဲ့အကန့်တဲ့ဘေးတစ်ခုမှဖျားခင်တဲ့သုံးဖို့အတွက်အစည်းအဝေးမဖြစ်စေနိုင်တဲ့ပညာရေးချင်းလည်းဖျားကိုကန်တလို့မရအောင်မောရှေရဲ့အခြေအနေကဖျားကိုကန်တလို့မရသူအသက်80ရှိပြီဖာရောရဲ့ခေါင်းမှာချင်းလည်းဖယားကအိမ်မောက်ကန်တက်လို့မရအောင်ဒီနေ့ဖယားတင်တဲ့အလုံးလုံးမဲ့ရောက်ဘေးအရာကမှကန်တက်လို့မရအောင်ဖြစ်တယ်တင်းဟာတင်ကန်တက်ထားတဲ့ mindset ကအဲ့တခုတွေကပဲကန်တက်လို့ရတယ်အဲ့ဒီမို့တင်းရဲ့အကန်တက်ကအခြားလူမဟုတ်တင်းတွေးခေါ်ဖြစ်တယ်အဲ့ဒီဘောင်တွေဖယ်ဖို့လိုအဲ့ဒါတွေကိုချိုးဖျက်ဖို့ရန်အတွက်လိုတယ်ဒါလည်းမှကျမတို့ရဲ့အတွေ့အကြုံတွေကကျမတို့ရဲ့အကန်တက်တွေဖြစ်နေတယ်ဖာရောသူတွေ့ခဲ့ဘူးလေဖာရောဘလောက်ကြမ်းတမ်းလဲဆိုတော့ तू သိတယ်ဖာရောဘလောက်ဒီရက်ဆက်လဲရုံမာလဲ तू သိတယ်အဲ့ဒီအရာကသူ့ရဲ့အကန်တက်ဖြစ်နေဒီတဲ့အကန်တက်ဟာတင် background လားတင်ကြီးပြင်းခဲ့တဲ့ပုံစံတွေတင်အတွေ့အကြုံတွေလူတွေပြောတဲ့စကားတွေအဲ့ဒီတဲ့အကန်တက်တွေဖြစ်နေတယ်တင် dreamer ဖြစ်ဖို့ရန်အတွက်တင်ဟာ dreamer တယောက်အနေနဲ့မြေကြီးမှာကြီးမြတ်တဲ့အရာတွေကိုလုပ်ခဲ့တဲ့လူတယောက်ရည်ရွယ်ချက်ရှိရှိနဲ့အသက်ရှင်တဲ့လူတယောက်ဖြစ်ဖို့ရန်အတွက်တင်ကိုစီးတားတဲ့အရာတွေဖြစ်တယ်အဲ့ဒါတွေကဒီနေ့တိုင်းကျွန်တော်တို့ဖယ်ဖို့လို့လူတိုင်းမအောင်မြင်နိုင်ဘူးဆိုတဲ့အတွေးခေါ်တယ်ဖယ်ဖို့လို့လူတိုင်းအောင်မြင်နိုင်အဲထိုးတဲ့တင်အောင်မြင်နိုင်လူတိုင်းကကြီးကြီးမားမားအိမ်မက်မရှိကြဘူးမဟုတ်လူတိုင်းကကြီးမားတဲ့အိမ်မက်ရှိလို့ရတယ်ဘုရားသခင်မှာလူတိုင်းတို့ကြီးမားတဲ့အိမ်မက်ရှိတယ် special ဖြစ်နေတဲ့လူတွေပေါ်မှာပဲကြီးမားတဲ့အိမ်မက်ဖြစ်ပြီးတော့ special မဖြစ်တဲ့လူဆိုတော့ဘုရားသခင်မှာမရှိအားလုံးက special ပဲဘုရားတော့အားလုံးက special လူတိုင်းကိုဘုရားခင်သုံးနိုင်ဘုရားမသုံးနိုင်တဲ့သူတရားမှဒီနေရာမှာမရှိ imposter syndrome ကိုကျွန်တော်တို့ဖယ်ဖို့လို့ imposter syndrome ဆိုတာဘာလဲဆိုကိုမထိုက်တန်ဘူးလို့မြင်တာအဲကျွန်တော်တို့လူချို့တွေကိုမထိုက်တန်ဘူးလို့မြင်တဲ့ခါဘာဖြစ်လဲဆိုထိုက်တန်အောင်လို့အဝတ်စားတွေဝတ်ပြထိုက်တန်အောင်လို့ဈေးကြီးရဲ့မျက်မှန်တွေတက်ထိုက်တန်အောင်လို့ဈေးကြီးရဲ့ဖနက်ဝဲဈေးကြီးရဲ့အင်ဂျီဝဲအဲ့တော့မှပဲငါထိုက်တန်သွားထိုက်တန်ဖို့ရအတွက်ပညာရေးတွေနော်ဘွဲတွေယူရတယ်ဒါမဲ့လို့ပြောလို့ကျွန်မပြောတဲ့ရောအလွဲမတင်ပါနဲ့အင်ဂျီဝတ်တာအဝတ်စားကောင်းကောင်းဝတ်တာကောင်းပါတယ်ဖယားနှစ်သက်ပါတယ်ဒါပေမဲ့လို့ပြောလို့အဲ့ဒါကတဲ့တန်ဖိုးမဟုတ်ဘူးဖြစ်တယ်တစုံတစ်ခုမရှိလို့တင်ငါမှမပြည့်စုံဘူးလို့တင်စရာအကြောင်းမရှိဘူးတင်ဘာမှမရှိလေတင်ကပြည့်စုံပြီးသားဖြစ်တယ်ဖယားကဖန်ဆင်းထားတယ်ယေရှုရဲ့အသွေးနဲ့တန်ဆင်ပေးခြင်းခံရတယ်တင်ကအားလုံးပြည့်စုံပြီးသားဖြစ်တယ်ယေရှုတော်နဲ့ပိတ်ရခြင်းခံရတယ်ဖယားရဲ့ဘုန်းနဲ့ပိတ်ရခြင်းခံရတယ်တင်ကအားလုံးပြည့်စုံပြီးသားဖြစ်တယ်အဲ့ဒါမို့ကျွန်တော်တို့ရဲ့တန်ဖိုးအခြားနေရာမှာသွားရှာလို့မရဝိစားတွေမှာရှာမှာမဟုတ်ဘွဲလမတ်ဒီမှာရှာမှာမဟုတ်ကျွန်မပြောမယ်အခုကဘာမှာကြီးမားတဲ့အလုပ်တွေလုပ်တဲ့လူတွေဘွဲတော်မရမက်ဇူကဘက်ကဘွဲမရဒါပေမဲ့ဘွဲယူတဲ့အခမ်းအနားမှာစကားပြောတဲ့သူဖြစ်တယ်ဘွဲသာမရတာဟာဗတ်ကျောင်းစင်းတွေကိုအများနဲ့သူကအခမ်းအနားမှာစကားပြောတာတဘောပါလေဘွဲကသူ့တန်ဖိုးမဟုတ်အဝိစားကောင်းကောင်းဝတ်တဲ့လူတွေကပဲတန်ဖိုးရှင်မို့တကယ်ချမ်းသာတဲ့ပုံကိုယ်တွေကြည့်ပါ
ဘာလို့ကိုမှမပါတဲ့အင်ဂျီပဲဝတ်တာဘာဖြစ်လို့လဲအဲ့ဒါတွေကသူတို့ရဲ့တန်ဖိုးမဟုတ်ဘူးဖြစ်တယ်ဒီနေ့သင်သိဖို့လိုတယ်သင်ရဲ့တန်ဖိုးကသင် spirit ဖြစ်တယ်ဖယားတခင်နဲ့ပုံတဲ့အညီဖန်ဆင်းခြင်းခံရတဲ့သင်ဖြစ်တယ်အဲ့သင်ကိုဘယ်အရာကမှ limit မလုပ်စေနဲ့သင်ရဲ့ background နဲ့သင်ရဲ့ပညာအရည်ချင်းနဲ့သင်ရဲ့အခြေအနေတွေဘယ်အရာကမှသင်ကိုကန့်တဲ့အရာမဖြစ်စေနဲ့ဖယားတခင်နဲ့အတူတူအိမ်မက်မှတ်ပါဖယားပေးတဲ့အိမ်မက်တွေလက်ခံနိုင်တဲ့သူတွေဖြစ်ပါစေမောရှေလိုမလုပ်ပါနဲ့ကိုတော့မဖြစ်နိုင်ဘူးကျွန်တော်ရဲ့အတွေ့အကြုံရကျွန်တော်ကစကားအားကျွန်တော်ကလူတွေကိုဥဆောင်နိုင်မှာမဟုတ်ကျွန်တော်စကားပြောလို့ရှိရင်အဆင်မပြေဘူးမလုံနိုင်တဲ့အားနည်းချက်တွေကိုပဲတင်မမြင်ပါနဲ့တင်လုတ်ခဲ့ဘူးတယ်မဖြစ်လာဘူးဒါကြောင့်မလို့တင်ဟာအိမ်မက်မမက်ရဲတော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်မောရှေကသူ့လူတွေကိုကယ်တော့ဖို့သူစ조사ဘူးတယ်ဒါပေမဲ့အားလုံးကသူ့ပုံကန်တယ်ဒါကြောင့်မို့သူတော်ပြီငါဒီလူတွေကိုကယ်တင်ဖို့တော့ငါမစ조사တော့တင်ရောလုတ်ချဘူးတယ်လုတ်ခဲ့ဘူးတယ်ဒါပေမဲ့မဖြစ်ခဲ့လို့ခုလည်းဖြစ်တော့မှမဟုတ်တော့ထင်ပြီးတော့အိမ်မက်တွေကိုလက်လွတ်ဖို့စဉ်းစားနေလားဘုရားတကယ်ပြောတယ်နော်ဒီတစ်ခါအရင်တစ်ခါနဲ့တူမှာမဟုတ်အိမ်မက်တဲ့လူတိုင်းဟာရဲရဲတဲ့သူတွေဖြစ်ဖို့လိုတယ်အချိန်ချင်းပြန်လို့ဖို့ရန်အတွက်အားမလျှော့တဲ့လူတွေဖြစ်ဖို့လိုတယ် breakthrough မရမချင်းအောင်မြင်ခြင်းမရမချင်းလုပ်တဲ့သူတွေဖြစ်ရ